မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်လေ့လာမယ့်အကြောင်းအရာလေးကတော့ PC ကြောင်းပြောနည်းแล้วဆိုတဲ့ဒါလေးဖြစ်ပါတယ်ခင်ဗျာแล้วဆိုတာဒီမြန်မာလိုအဓိပ္ပာယ်ပြီးပြီသူရဲ့နည်းစနစ်ကဘာမှထားပေးရမလဲဆိုရင်ကရိယာတွေရဲ့အနောက်မှာထားပေးရမယ်ပေါ့ကိုပြောချင်တဲ့ကရိယာတွေကျွန်တော်ရဲ့အနောက်မှာနောက်ပြီးတော့แล้วဆိုတာဝိကျစာကြောင်းလို့ရဲ့နောက်ဆုံးမှာထားပေးရမယ်ခင်ဗျာသွားပြီးပြီဆိုရင်ဘယ်လိုပြောမလဲပေါ့သွားပြီးပြီဆိုရင်ဒီမှာဝိကရိယာကသွားတာကရိယာပြီးပြီဆိုတာแล้วပေါ့ဘယ်မှာထားပေးရမလဲဆိုရင်แล้วဆိုတာအခုကရိယာပေါ့နော်ဘယ်မှာထားပေးရမလဲဆိုရင်သွားတာရဲ့ကရိယာရဲ့နောက်မှာဖြစ်တဲ့အတွက်သွားတာပိုင်ပြီးပြီကแล้วပိုင်แล้วครับကရိယာနောက်မှာဖြစ်တဲ့အတွက်แล้วပိုင်လို့တော့မရဘူးแล้วပိုင်ဆိုကရိယာရှိမှဆိုမှားသွားမယ်ဘယ်လိုပြောရမလဲဆိုရင်ပိုင်แล้วครับကရိယာနောက်မှာပေါ့နော်နောက်တစ်ခုကြည့်ကြည့်မယ်စားပြီးပြီဆိုရင်ဘယ်လိုပြောမလဲစားတာကရိယာกินစားတာရဲ့နောက်မှာထားရမယ်ဖြစ်တဲ့အတွက်ပြီးပြီကแล้วกินแล้วครับစားပြီးပြီကြာအဲ့လိုမျိုးပေါ့နော်သူကလုပ်ပြီးပြီဆိုရင်ทำแล้วครับทำแล้วครับပြောပြီးပြီဆိုရင်บอกแล้วครับบอกแล้วครับပြီးပြီတခုခုလုပ်ပြီးသွားပြီဆိုရင်เสร็จแล้วครับเสร็จแล้วครับပြီးသွားပြီโอเคနောက်တစ်မျိုးကြည့်ကြည့်မယ်ညနောက်တစ်ခုကအငင်းစကားပြောနည်းကဘာလဲဆိုမိုက်ဆိုတာကသူအထိပယ်ကတော့မအဘူးလို့ဒီပဲပေါ့မတခုကိုမလုပ်ဘူးမသွားအဲ့လိုမျိုးပြောချင်တာပေါ့နော်မအဘူးလို့ဒီပဲရတယ်တိတိနိစနစ်ကဘယ်လိုမျိုးဆိုရင်ကရိယာရဲ့အရှိမထားရမယ်ပေါ့ကျွန်တော်အပေါ်မှာလာခဲ့တာကရိယာအနောက်မှာထားရမယ်ဒီမိုက်ဆိုတာကကရိယာရဲ့အရှိမထားပေးရမယ်ပေါ့ဥမာလေးကြည့်ခင်ဗျမကြိုက်ဘူးဆိုရင်ဒီဝိကျမှာကြိုက်တာကရိယာပေါ့မအဘူးဆိုတာမိုက်ကြိုက်တာชอบကရိယာရဲ့အရှိမဖြစ်တဲ့အတွက်မိုက်ชอบလားမชอบမိုက်လို့မဟုတ်ဘူးเนาะမိုက်ชอบမကြိုက်ဘူးဆိုရင်မိုက်ชอบครับမိုက်ชอบครับမကြိုက်ဘူးပေါ့เนาะမဝယ်ဘူးဆိုရင်ဝယ်တာကရိယာရဲ့အရှိမမိုက်တက်မယ်မိုက်ซื้อครับမိုက်ซื้อครับမိုက်ซื้อครับမဝယ်ဘူးအဲ့လိုမျိုးမမေးဘူးဆိုရင်မိုက်ทำครับမိုက်ทำครับမမေးဘူးပေါ့မလာဘူးဆိုရင်မိုက်สวยครับမိုက်สวยครับမလာဘူးပေါ့မရှိဘူးဆိုရင်ဘယ်လိုပြောမလဲဆိုရင်မိုက်หยองครับမိုက်หยองครับโอเคအခုပြောခဲ့တဲ့နည်းစနစ်နှစ်မျိုးမှာကိုရတဲ့ကရိယာလေးတွေကိုကရိယာရဲ့အနောက်မှာแล้วတိုက်တာနေပြီးပြီလို့အဓိပ္ပာယ်ရတယ်ဒီဘုလို့ပြီးသွားပြီးပေါ့နော်ဒီကရိယာစကားလုံးကိုရထားတဲ့ကရိယာစကားလုံးလေးအရှိမမိုက်တိုက်တာနေတခုခုမလုပ်ဘူးဆိုရင်ညင်းတာနေတူပါပဲခင်ဗျဒီကနေ့ကဒီတော့ပါပဲခင်ဗျကျေးဇူးအများကြီးတင်ပါတယ်